ကျွန်တော်ရဲ့မင်းနိုင်ပိုင်ရေးchannel ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်။3ရက်ကြာတောက်ကြနေမှာတော့ဖာသာဥအောင်ရောက်လာပြီးညက်နဲ့လူဝိတ်ချိန်မှာပဲတရေနေရင်လုပ်ငန်းစဉ်ကိုစတင်ခဲ့ပါတယ်။ဒီကိုကလာတိုင်းတစ်ခုမှကြိုးချီထားပြီးသူ့ပတ်လည်မှာမီးတွန်းထားတဲ့ဖျောင်းတိုင်းတွေကိုရှာထားပြီးပရိတ်ရည်တွေသူမဘော်ကိုပတ်ဖြန်းလိုက်တယ်။ပြီးတော့ဖာသာကမန္တန်တွေကိုစပြီးရွတ်ဆိုခဲ့ပါတယ်။ကြီးရဲ့မျက်လုံးတွေဟာနောက်တစ်ချိန်မဲအောင်ပြောင်းသွားပြီးသူ့မျက်နှာပေါ်မှာတရေမတစ်ကောင်ရဲ့အပြုံကြီးပေါ်လာပြန်တယ်။ကြီးဟာဘာသာစကားမျိုးစုံနဲ့တပြိုင်နဲ့မသိနိုင်တဲ့အရာတွေကိုပြန်ရွတ်နေခဲ့တယ်။တခါတလေသူ့ပါဇက်ကကလေးတဦးရဲ့အတန်ထွက်ပေါ်လာသလိုတခါတရံမှာလဲလူကြီးတယောက်ရဲ့အော်တန်ကြီးကိုကြားရတယ်။ဘာသာကမန္တန်တွေကိုရွတ်နေလေလေရီရပိုးပြီးဒေါသထွက်လာလေပါပဲ။ရုတ်တရက်ရီရကျဲလောင်တော့အော်ဟစ်လိုက်ပြီးသူ့ဘက်လေးကဖျောင်းနိုင်တဲ့အားလုံးတပြိုင်နဲ့ငြိမ်းသွားခဲ့တယ်။အဲ့ဒီအချိန်ဖာသာလက်ထဲမှာကင်ထားတဲ့လဝါကတိုင်ကပြုတ်ကျသွားခဲ့တယ်။ဘာသာနဲ့ရီရမှာရှိတဲ့ကျမ်းမြင်ဟာအကွဲသွားတာကိုတွေးလိုက်ရတယ်။ရီဟာဆိုးဆိုးဝါးဝါးကြီးကိုအော်ဟစ်နေပြီးသူ့ရဲ့အော်တန်ကြီးကဘယ်သူမှနားမခံနိုင်အောင်ပါပဲ။ရုတ်တရက်ရီရဲ့ခန္ဓာကိုယ်ဟာဆိုးဆိုးရွားရွားကြောက်ရွံ့တရုပ်လိုဖြစ်သွားခဲ့တယ်။အဲ့ဒီနောက်တရေကမဲတော်ခန္ဓာကိုယ်တွေကိုခုန်ကူးသွားခဲ့တယ်။မဲတော်ရဲ့မျက်လုံးတွေဟာလည်းအမဲအောင်ပြောင်းသွားခဲ့တယ်။နောက်တော့မဲတော်ကစပြောတယ်။ငါ့ကိုလွတ်ပေးပါ။ငါအကုန်လုံးပြောပြမယ်။နောက်တော့မဲတော်ကစပြောတယ်။ဒါတွေအားလုံးကလွန်ခဲ့တဲ့9နှစ်တုန်းကဖြစ်ခဲ့တာပါ။ရီဟာတီလာရှင်တစ်ပါးလုံးဝမဖြစ်ရှင်ခဲ့ပါဘူး။သူမကလက်ထပ်ပြီးပျော်ရှင်တဲ့ဘဝကိုပဲလိုချင်ခဲ့တာ။သူမဟာတနင်္ဂနွေနေ့နေ့တိုင်းမှာမြို့ထဲကဘုရားကျောင်းတွေကိုလာပြီးစူတောင်းပွဲမှာတရှင်းနေတီးဆိုလေးရှိတယ်။ရီလိုလှပါပြီးပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့မိန်းကလေးတဦးကိုမြင်တော့အဲ့ဒီဘုရားကျောင်းကဖာသာဦးနိုင်ဟာသူ့စိတ်ထဲမှာမငြိမ်မသက်ဖြစ်လာခဲ့ပါတယ်။ဦးနိုင်ဟာသူ့ရဲ့ဘဝကိုဘုရားကျောင်းအတွက်ပေးဆက်ဖို့တစ္ဆာပြုထားတာကိုမိတ်သွားခဲ့တယ်။ဖြည်းဖြည်းချင်းသူတို့နှစ်ဦးကြားမှာစကားတွေပြောပြကြပြီးအသက်ငယ်တဲ့သူတွေရဲ့ထုံးစံတိုင်းရှစ်သူတွေဖြစ်သွားခဲ့ပါတယ်။ရီနဲ့ဦးနိုင်တို့အတွက်ဒီသက်ဆိုင်ရေးကိုလူသိရှင်ကြားချပြဖို့မဖြစ်နိုင်ခဲ့ဘူး။ဘာလို့လဲဆိုတော့ဖာသာတစ်ပါးဟာတသက်လုံးလူပြိုကြီးဖြစ်နေဖို့တစ္ဆာပြုထားရလို့ပါ။ဒီကိစ္စကိုလူတိုင်းဝိုင်းကသိသွားရင်ဂေယကြီးတစ်ခုဖြစ်လာမှာပါ။ဘုရားကျောင်းရဲ့ဂုံသတင်းလည်းပျက်စီးသွားမှာပေါ့။ဒါကြောင့်ဖာသာဟာသူ့ရဲ့အမားကိုပြင်ဆင်နေခဲ့တယ်။အဲ့ဒီနေ့ကရီဟာစူတောင်းပွဲကိုလာတဲ့အခါကိုဝန်လေးလာရှိနေပြီလို့ပြောခဲ့တယ်။ဖာသာဦးနိုင်ဟာရှေးမကိုင်းပြီးလက်မကိုင်းပြီးဖြစ်သွားခဲ့တယ်။ဦးနိုင်ဟာဒီရှင်တွေကိုနားမလဲတော့ပဲသူဟာဒီကလေးကိုလက်မခံနိုင်ခဲ့ပါဘူး။ဒါပေမဲ့ရီကတော့သူ့ကလေးကိုလောကကြီးတွေကိုငွေထုတ်မယ်ဆိုပြီးခေါင်းမာနေခဲ့ပါတယ်။စကားနဲ့ပြောလို့မရတော့မှဦးနိုင်ဟာကျမကိုရှင်နေအားလုံးပြောပြပြီးကူညီတောင်းခဲ့ပါတယ်။ကျမသူ့ကိုကူညီမယ်လို့ကတိပေးခဲ့တယ်။ဒါပေမဲ့ပထမဆုံးလိုအပ်တာကတော့ရီကိုကလေးဖျက်ချဖို့သဘောတူအောင်လုပ်ဖို့ပါပဲ။အဲ့ဒီနေ့ကတကောင်းရမ်းမှာအပြင်မှာမိုးတွေရွာနေခဲ့ပါတယ်။ရီဟာဘိုင်းနာတဲ့ဝေဒနာကိုစတင်ခံစားရပြီးအဲ့ဒီချိန်ဖះเจ้าမှာလူ3ဦးပဲရှိပါတယ်။ဖာသာဦးနိုင်ရီနဲ့တူနာပြုတ်ဂျူလီယာတို့ပေါ့ကျမဟာတူနာပြုတ်ဂျူလီယာကိုဖះเจ้าကိုလာဖို့ပြောထားခဲ့တာပါ။ဟယ်လိုဖာသာဦးနိုင်ဂျူလီရောက်ပြီမဟုတ်လားစိတ်မပူနဲ့သူအားလုံးကိုဖြည့်ရှင်းပေးလိမ့်မယ်။ဟုတ်တယ်ဂျူလီယာတော့ရောက်လာပြီ။ဒါပေမဲ့ရီရဲ့အရှင်တွေကရမ်းကိုစိုးရနေတယ်။သူ့ကိုတခုခုဖြစ်သွားမှစိုးရိမ်နေ။ရီကိုအချိန်တိုင်းပြီးမွေးပါပြီးကိုရင်ပြတ်ကြအောင်လုပ်ဖို့ငါနတ်သမားနဲ့တိုင်ပင်ပြီးလှည့်သားထားတယ်။ဒါဆိုရင်ရီရဲ့အရှင်တွေကရမ်းကိုစိုးရလာမှာပဲ။အခုချိန်ကရီကိုစိတ်မပူနဲ့။မင်းရဲ့ဂုံသတင်းကိုပဲစိတ်ပူပါ။ပြီးတော့သူတည်သွားရင်လည်းကောင်းတာပဲ။မင်းတို့အလားစီးတွေလိုလိုရှင်းသွားတာပေါ့။ည2 နာရီလောက်မှာကလေးလေးကိုမွေးဖွားခဲ့ပါတယ်။အဲ့ဒီချိန်မှာကျမလည်းဖះเจ้าကိုရောက်နေခဲ့ပါပြီ။ရှင်ကလေးမွေးပြီးတာနဲ့ဆုံးသွားပြီ။စိတ်မကောင်းပါဘူးလို့သူနာပြုစကားဆုံးတော့ရီဟာအော်ဟင်းကိုကျူးပါတော့တယ်။ကျမကသူနာပြုကိုရှာပြလိုက်ပြီးသူဟာကလေးကိုယူပါဖះเจ้าနောက်ကတင်းချိုင်းကိုရောက်လာခဲ့ပါတယ်။ဦးနိုင်ဟာရီကိုချော့ဖို့ကြိုးစားနေခဲ့ပါတယ်။အဲ့ဒီချိန်မှာကျမနဲ့နတ်သမားဟာရီရဲ့အသက်ရှင်နေတဲ့ကလေးကိုမြင်မြုပ်လိုက်ပါတယ်။ကျမတို့ထင်ခဲ့တာကဒီຢာတွေအားလုံးဟာကလေးနဲ့အတူထာဝရမြင်မြုပ်ခံလိုက်ရပြီလို့ထင်ခဲ့တာပါ။ဒါပေမဲ့အမှတ်တရားကဘယ်တော့မှဖုံးကွယ်မရဘူးဆိုတာမှတ်နေခဲ့ပါတယ်။မဲတော်ကသူ့ပြည့်တွေကိုဝန်ခံတဲ့ချိန်ရီရဲ့ခန္ဓာကိုယ်တွေကတည်ရတာဦးနိုင်ကိုဦးဆက်ရင်ခေါ်လိုက်ပါမဟုတ်ရင်ရီခန္ဓာကိုယ်တည်သွားလိမ့်မယ်။ဘာသာကမန္တန်တွေကိုရွတ်ဆိုနေပြီးရီပေါ်ပရိတ်ရည်ရှို့ကိုပတ်ချမ်းလိုက်တယ်။ပြီးတော့ဘာသာကပြောတယ်ရီဟာသူ့ကလေးတည်ဆုံးရခြင်းရဲ့တရားခံလို့သတ်မှတ်နေခဲ့တယ်။အဲ့ဒီအပြစ်ရှိတယ်လို့ခံစားချက်ကသူ့ကိုစိုးမိုးသွားခဲ့တယ်။တကောင်းရမှာတင်းချိုင်းကိုသွားပြီးတည်ဆုံးသွားတဲ့ကလေးကိုခေါ်ယူတဲ့အတွက်တရေတက်စိတ်တွေသူ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်လာခဲ့တယ်။ဒီတရေတွေထဲမှာရီရဲ့ကလေးဝိညာဉ်နဲ့ပါနေတယ်။
အခုတော့လက်သားရှိကျင်နေပြီဘာသာဟာမကောင်းသောဝါနှင်ထုတ်ခြင်းလုပ်ငန်းတွေကိုအချိန်မြင့်လိုက်ပါတယ်ဘာသာဟာပရိယေကိုတတ်တိုက်ပါပြန်ပြီးမန္တန်တွေကိုရွတ်နေခဲ့ပါတယ်ရက်ပါတော့လို့အော်ဟစ်ရင်ရီဟာသူ့လက်ကိုနောက်ပြန်လှည့်လိုက်တယ်ရီရဲ့လက်ရိုးချိုးသွားခဲ့တယ်အဲ့ဒါနဲ့အတူရီရဲ့ရင်ခွဲလုံးတဲ့အော်တန်ကြီးကိုကြားလိုက်ရတဲ့အခါအားလုံးရင်တွေတုန်သွားခဲ့တယ်ကလေးသေးကပြောတယ်ဦးနိုင်ကိုခေါ်လိုက်ပါဘာသာကဘာသာဦးနိုင်ကိုခေါ်ဖို့ရှက်ပြလိုက်တယ်ခဏကြာတော့ဘာသာဦးနိုင်လည်းရောက်လာခဲ့တယ်ဦးနိုင်ကိုမြင်လိုက်ရတဲ့အခါရီဟာကြောက်ရကောင်းလောက်ကျဲလောင်စွာရင်နေခဲ့ပါလေဦးနိုင်ဟာကြောက်လန့်ပြီးမဲတော်တီရဘေးမှာလာရက်နေခဲ့တယ်ငါ့ကိုခွန့်လပါရီမင်းလုံးဝမကြောက်ပါနဲ့ဘာသာဟာတရားဝိညာဉ်တွေကိုမင်းခန္ဓာဝါးနေတေချာပေါက်နှင်ထုတ်ပေးလိုက်မယ်ဘာသာပရိယေကိုဇက်တိုက်ပတ်ပြန်ပြီးရီရဲ့ခန္ဓာကိုယ်တွေကတရားတွေထွက်အောင်လုပ်ဖို့ကြိုးစားနေခဲ့ပါလေရုတ်တရက်ရီဟာသူ့ရဲ့လက်ပင်အပေါ်ကိုမောလိုက်တယ်အဲ့ဒီချိန်မှာမဲတော်တီရာနဲ့ဘာသာဦးနိုင်ရဲ့ခန္ဓာကိုယ်ဟာလေထဲကိုမြောက်တက်သွားခဲ့တယ်ငိမ့်သွားတဲ့ဖျောင်းနိုင်တွေကပြန်လဲတောက်လောင်လာခဲ့တယ်ဖျောင်းနိုင်တဲ့တိုင်ဟာမဲတော်နဲ့ဦးနိုင်ရဲ့ဝတ်စားတွေကိုမီးဆွဲသွားခဲ့တယ်ရီဟာထမှန်ပြီးတကားတချို့ကိုရေရွတ်နေပြန်တယ်ဖခင်တို့အပြည့်တန်တစ်ခုတည်းဦးနိုင်နဲ့မဲတော်တီရာတို့ဟာတော်တော်မြင့်တဲ့နေရာမှာဆိုတော့သူတို့ရဲ့ခန္ဓာကိုယ်မှာတောက်နေတဲ့မီးတွေကိုဘယ်သူမှငြိမ်းအောင်လုပ်လို့မရခဲ့ဘူးသူတို့လည်းမီးလောင်တဲ့ဘူတန်ကြောင်းအော်ငိုနေခဲ့ပါတယ်ဘာသာရဲ့လက်ထက်ကပရိယေတွေလည်းလွတ်ကျသွားခဲ့တယ်အဲ့ဒီချိန်မှာရီလည်းမိတ်လဲသွားခဲ့တယ်မဲတော်နဲ့ဦးနိုင်လည်းအောက်ကိုပြုတ်ကျလာခဲ့တယ်မီးလောင်တန်းရာတွေကြောင်းသူတို့လည်းနေရာမှာတင်ပွဲချင်းပြီးသိဆုံးသွားခဲ့တယ်ရီစီကနေတော့သူ့ရဲ့အသက်ရှူတန်တချို့ကိုကြားနေရပါသေးတယ်ရီကိုရှက်ရှင်းစိတ်ုံပို့ဆောင်ခဲ့ပြီးရက်နှင်းငယ်ကြတော့ကျမ်းမာလာခဲ့ပါတယ်ဘာသာဥအောင်ဟာဒီလိုမကောင်းဆိုးဝါးနှင်ထုတ်ခြင်းတွေအများကြီးပြုလုပ်ခဲ့ပေမဲ့ဒါဟာပထမဦးဆုံးသီလရှင်တစ်ပါးပေါ်ပြုလုပ်ခဲ့ရပြီးအသက်နှစ်ချောင်းလဲဆုံးရှုံးသွားခဲ့ပါတယ်ဒီဖြစ်ရပြီးမှာကော့ကိုကုန်းမြို့တဲကဖះเจ้าဟာပိတ်ပစ်လိုက်ရပါတယ်ဒါပေမဲ့ရီနဲ့ဘာသာဦးမြင့်တို့အတွက်တော့ဒါဟာကြောက်မက်ဖွယ်အိမ်မဆိုးကြီးတစ်ခုဖြစ်ခဲ့ပြီးဒီနေ့ထိအောင်ညဘက်တွေကောင်းကောင်းအိမ်မပြောနိုင်ဖြစ်ခဲ့ရပါတယ်နောက်ပိုင်းသတင်းတွေကြားရတာကတော့ဒီဖះเจ้าကြီးကနေဆယ်စုနှစ်တိုင်ကလေးလေးတယောက်ရဲ့ငိုတန်ကြီးကြားနေရတယ်ဆိုတာပါပဲလလန်းလေးကတော့ဒီမှာပြီးပါပြီလူကြီးမင်းတို့လည်းဖះเจ้าနေသွားရင်ဖះတရားအကြောင်းပဲတွေးကြပါလို့ပြောရင်ကျွန်တော်ရဲ့ horror story လေးတွေကိုနှစ်သိမ့်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပြီးတော့ကြပါဦးဗျ